interrogative pronouns ကိုလေ့လာကြည့်ရအောင်အဲ့တော့ interrogative pronouns ဆိုတာကကြတော့အမေးနံစားတွေဖြစ်ပါတယ်အဲ့တော့ pronoun ဖြစ်တဲ့အတွက်နာမ်ရဲ့ noun ရဲ့အစားသုံးထားတာတွေကို pronoun လို့ခေါ်တာဖြစ်တယ်အဲ့တော့ဒီအမေးမှာ noun ရဲ့အစားသုံးထားတဲ့ pronoun တွေကိုလေ့လာရမှာဖြစ်တယ်noun ကိုလေ့လာပြီးဖြစ်တဲ့အတွက်ကြောင့် noun မှာဆိုလို့ရှိရင် people တို့ animal တို့ things တို့ place တို့ပါတာကိုသိပြီးပြီเนาะအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဟာတွေကိုမေးတဲ့နေရာမှာသုံးစွဲတဲ့အမေးစလုံးတွေကိုသူက interrogative pronoun ဆိုခေါ်တာဖြစ်တယ်အဲ့တော့ sentence တစ်ခုပြောဆိုမယ်ဆိုရင် subject တို့ object တို့ပါမှာဖြစ်တယ်။အဲ့ဒီနေရာမှာ subject တို့ object တို့ဒီ noun or pronoun ကိုသုံးစွဲရတာရှေ့မှာပြောပြီးဖြစ်ပါတယ်။အဲ့တော့ဒီ subject ကိုပြောမယ်ဆိုလို့ရှိရင်လူကိုမေးမယ်ဆိုရင် people အတွက်မေးမယ်ဆိုရင် who ကို subject အဖြစ်သုံးစွဲရမှာဖြစ်ပါတယ်။ဘယ်သူလို့ပြောမေးရမှာဖြစ်ပါတယ်။ object အတွက်ဆိုလို့ရှိရင်လည်း who ကိုလည်းမေးလို့ရတယ်လို့ home နဲ့လည်းမေးလို့ရပါတယ်။အဲ့တော့ people မှာနောက်တစ်ခုမေးလို့ရတဲ့ interrogative pronoun ကတော့ whose ဖြစ်ပါတယ်အဲ့တော့ possessive ကိုမေးတဲ့အခါမှာပိုင်ဆိုင်ခြင်းကိုမေးတဲ့အခါမှာဆိုရင် whose ကိုသုံးစွဲရမှာဖြစ်ပါတယ်အဲ့တော့ people အတွက်သုံးစွဲရမယ့် interrogative pronoun တွေပြောပါဆိုရင် who ရဲ့ home ရဲ့ whose ရဲ့ပဲဖြစ်ပါတယ်အဲ့တော့ animal or things ကိုမေးမယ်ဆိုရင်တော့ဘာလဲဆိုတဲ့စကားလုံးနဲ့မေးရမှာဖြစ်ပါတယ်အဲ့တော့ subject ကော object ကောဘယ်ဟာကိုပဲမေး what နဲ့ပဲမေးရမှာဖြစ်ပါတယ်အဲ့တော့ things စီမှာအတွက်ကိုယ်ရွေးချယ်ပြီးပဲတစ်ခုကိုပို့ပြီးတော့ကြိုက်တယ်လေလို့ choice လုပ်စီနေဆိုရင်တော့ which နဲ့မေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ table လေးကတော့ interrogative pronoun စီကိုလွယ်ကူအောင် table လေးနဲ့ဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့ example sentence လေးတွေကြည့်အောင် who is calling ဘယ်သူကဖုန်းခေါ်နေတာလဲအဲ့တော့ subject ကိုမေးထားတာဖြစ်ပါတယ်အဲ့တော့ဒီ sentence ဒီ question မှာဆိုလို့ရှိရင် subject ကမပါပါဘူး subject အနေနဲ့ကို interrogative pronoun အနေနဲ့သုံးစွဲပြီးတော့မှမေးထားတာဖြစ်ပါတယ်။အဲ့တော့နောက်တစ်ခုကြည့်ရအောင် whom did you meet မင်းဘယ်သူနဲ့တွေ့တာလဲ။အဲ့တော့ဒီမှာဆိုလို့ရှိရင် object ကိုမေးထားတဲ့အခါမှာ whom ကိုသုံးစွဲထားတာဖြစ်ပါတယ်။ဒီ question ကိုပဲ who နဲ့လည်းမေးလို့ရပါတယ်။ who did you meet မင်းဘယ်သူနဲ့တွေ့တာလဲလို့မေးလို့ရပါတယ်။အဲ့ဒါဆိုရင်အပေါ်က question နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင် who is calling နဲ့ who did you meet နဲ့နှိုင်းယှဉ်ကြည့်တဲ့အခါမှာဘာမှတက်လဲဆိုလို့ရှိရင်နာစီက who ကဘာဖြစ်လို့ဒီမှာကျတော့ subject ဖြစ်ပြီးဒီမှာ object ဖြစ်နေတာလဲဆိုပြီးမိတက်ပါတယ်နှိုင်းယှဉ်ကြည့်လိုက်ပါ who is calling မှာ subject မပါပါဘူး subject အနေမှာ interrogative pronouns who တစ်လုံးပဲပါပါတယ်နောက်အောက်က sentence မှာ who did you meet အဲ့ဒါဆိုရင်ကျတော့subject က you ဖြစ်ပါတယ်အဲ့ဒီမှာမိထားတဲ့ who ဒီ object ကိုမိထားတာဖြစ်ပါတယ်နောက်တင်းစီကိုမေးတဲ့ဟာကိုကြည့်အောင် what is your name မင်းနာမည်ကဘယ်သူလဲ name ဆိုတာဒီမှာ person မဟုတ်ပါဘူး name ဆိုတာကတင်းဆို idea တစ်ခုဖြစ်ပါတယ်အဲ့ဒါကိုမေးထားတာဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်ဟိုနေ့က demonstrative pronoun တင်ထားတယ်လို့ what is this အင်္ဂလိပ်တော့တင်တာပါလဲလို့မေးတဲ့အရာမျိုးဆိုလို့ရှိရင်လည်း what is this လို့ပြီးတော့မေးရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ရွေးချယ်မှုကိုပေါ်ပြတဲ့အခါမှာ which နဲ့မေးရမှာဖြစ်ပါတယ် which color do you like မင်းဘယ်အရာကိုကြိုက်တယ်လဲအဲ့ဒါဆိုလို့ရှိရင် orange လား yellow လား green လားတစ်ခုခုကို choice လုပ်ပေးရမှာဖြစ်ပါတယ်ဒီနံတွေကိုမေးချင်နေဆိုရင်လည်း which fruit do you like မင်းဘယ်အသီးနှံကိုကြိုက်တယ်လဲဘယ်ပိုကြိုက်တယ်လဲပေါ့အဲ့ဒီ which color do you like နေရာမှာ what color do you like နဲ့လည်းမေးလို့ရပါတယ်မင်းပါရောင်ကြိုက်တယ်လဲအဲ့ဒါဆိုရင်ကိုကြိုက်တဲ့အရောင် white ကြိုက်တယ်ဆိုရင် white ပေါ့ black ကြိုက်တယ်ဆိုရင် black ပြင်လို့ရပါတယ်နောက် which fruit do you like အစား what fruit do you like လည်းမေးလို့ရပါတယ်ဒါဆိုရင်တော့ interrogative pronouns အမေနံစာတွေကိုနားလည်လောက်ပြီးထင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်